ဒါနားထောင်ပြီးတော့အံဝင်ကွန်ကြဖြစ်အောင်ဆိုနိုင်တာကိုဘားဝင်တယ်လို့ခေါ်တယ်တနည်းအားဖြင့်စီးချက်ဝင်တယ်ပေါ့ဗျာဒီကအဲ့လိုမျိုးအံဝင်ကွန်ကြမဖြစ်ပဲချော်ထွက်နေတာကိုကြတော့ဘားချော်တယ်လို့ခေါ်တယ်ဗျာဒီကဘားချော်နေတဲ့တခြင်းတွေကြတော့ကျွန်တော် rap မှာဆိုနားထောင်လို့မကောင်းတော့အဲ့လိုမျိုးရှိတယ်အဲ့ဒါကိုစီးချက်လို့ခေါ်တယ်နံပါတ်2အနေနဲ့ပြောပြချင်တာစာလားဆိုတာဗျာဘလူဟာမျိုးတွေကိုခေါ်တာလဲဆိုတော့ကျွန်တော်တို့ကစာလားဆိုရင်စာလားဖြစ်ပြီးတော့ကျွန်တော်ရေးလို့မရအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမှုပညာဖန်တီးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စာလားတွေကနက်နဲရမယ်တိမ်မွေးရမယ်လှပဓာတ်ရိုက်မပြောဘဲတွေ့ဝိုက်ပြောတာတို့အဲ့လိုလူတယောက်ကိုအထက်ကိုမျှောက်ပြီးတော့မှအပေါ်ရောက်တော့မှအောက်ကိုပြန်ပုတ်ချတာတို့ပါတော့အဲ့လိုစာသားကို metaphor တွေသုံးနိုင်ရမယ်ပြီးတော့ကာယံအရေးကြီးတယ်ဒီစာသားထဲမှာစီးချက်ဝင်ဖို့ဆိုတာကာယံကတရောင်းတနေရာကနေထောက်ပံ့ပေးနေတာအဲ့တော့ကိုကလည်းကာယံကြွယ်ဝအောင်လို့စကလုံးတွေကာယံအားကောင်းအောင်လို့လေ့လာထားရမယ်